ပတ်တော့တရားရည်ရှိတယ်သူရဲ့ဆုံးတွေ့ရလားဒီမိုင်းလေးတင်းနေမွေးရောင်မျိုးကိုတည်းရတယ်စီစားလေးညချိန်မှာအေးအဝီမြကနေမေးမွေးတော့ရဲ့တဲ့ချမမကွေးလို့ဆိုမြတ်တော်ကိုတူကိုရရတယ်မိမရနိုင်ပါသည်အခွင့်ရတဲ့တနေ့မှာအရောက်တော်လာရဲ့အောင်ပြီရှင်ရသူရဲ့စပါ